ကဲကျွန်တော်မိတ်ဆွေများအားလုံးပဲကျွန်တော်ဒီကနေ့တနင်္လာနေ့အဖွင့်နေ့ရဲ့မနက်ခင်းမှာဆိုရင်တော့ဖြင့်66ဆိုတဲ့နက်ခတ်ကဏ္ဍတစ်ခုနဲ့ပြီးသွားခဲ့ပြီဆိုတဲ့အတွက်ကြောင့်မလို့ကာလာနာဖော်မြူလာအရာတနင်္လာနေ့ရဲ့မနက်အဖွင့်နေ့ရဲ့မနက်မှာ66ဆိုတဲ့နက်ခတ်ကဏ္ဍတစ်ခုလာလိုက်ရင်တဲ့ညနေပိုင်းမှာတဲ့အပူအော်နက်ခတ်အပူလာမယ်ဆိုရင်ဒီနှစ်ကွက်ပဲထိုးတယ်နက်ခတ်ပြန်လာမယ်ဆိုရင်တော့ဒီတစ်ကွက်ပဲထိုးစရာရှိတယ်ဆိုတဲ့ formula တွေနဲ့အတူကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးဘာတွေရသွားကြမှာလဲဆိုလျင်အပူနှစ်ကွက်ကျွန်တော်ပေးဖို့ရှိတယ်နောက်ပြီးရင်နက်ခတ်ကဏ္ဍတစ်ကွက်ပေးစရာရှိတယ်ဒါပဲရင်တော့ကျွန်တော်ထုံးစံအတိုင်းပဲဒါဒီမထိမဖြစ်ပါဆိုတဲ့ကီဒါဒီလာကိုလာပါလိမ့်မယ်ဆိုတဲ့ပတ်သီးတွေနဲ့ကပ်ပြီးတဲ့အခါမှာဒါဒီ main order ဒီ 2 main ဆိုတာတွေတဲကနေမှညီကိုတစ်ကွက်ကောင်းလဲရွေးပေးစရာရှိသေးတယ်နော်ပေးစရာတွေများတယ်အရန်အရေးကြီးတယ်ညနေပိုင်းမှာထိထိမိမိအောင်ပွဲခံနိုင်ဖို့ကအရေးကြီးတယ်ဆိုတဲ့အတွက်ကြောင့်လို့ကျွန်တော်မိတ်ဆွေများ like မှတ်ဖို့အစင်းသက်ပြန်ထားပေးပါဗီဒီယိုလေးကိုမကြော်ပဲမရဖက်နဲ့ပြီးဆုံးအောင်ကြည့်ပေးပါနော်ဆိုရင်ကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာเนาะကျွန်တော်ရဲ့2D ရွှေပို YouTube channel အသက်ကလေးကနေပြီးတော့ကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးကို Noe Trade ဆိုတာပြန်လဲကြိုဆိုလိုက်ပါတယ်ရှေ့ဥစွာကျွန်တော်မိတ်ဆွေများအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေလုံးအင်ဆိုင်တာတစ်လုံးတော့ပါတယ်ပြည်သူများပါစေစီးပွားဥစ္စာယတနာများလည်းဒီရေအလားတိုးတက်ကြီးပွားကြပါစေခင်ဗျာเนาะဆိုမိတ်ဆွေများအားလုံးပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစားကြရအောင်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးဘာတွေရသွားကြမလဲဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုးပဲအဓိကပေးချင်တာဒီအပူနှစ်ကွက်အပူကြိုက်တဲ့မိတ်ဆွေများအတွက်အပူနှစ်ကွက်ဗျာနက်ခတ်ကြိုက်တဲ့မိတ်ဆွေများအတွက်နက်ခတ်ကဏ္ဍတစ်ကွက်နော်ပြီးရင်ကျွန်တော်တို့နေ့တိုင်းတစ်ကွက်ကောင်းဆိုတဲ့အခါကျတော့က like မှတ်ဖို့အားလုံးပဲအစင်းသေးပြင်ထားပေးပါနော်ဗီဒီယိုအရင်ရှည်သွားမှာဆိုလို့လေနေကမိုင်းဗီဒီယိုဖြစ်တဲ့အခါကျတော့ကျွန်တော်အစီအစဉ်လေးစမယ်ဆိုတော့ပထမဆုံးပြောစရာရှိတာကကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများနော်ကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများကကျွန်တော်ပေးထားတဲ့ဟူးမကျော်စာတို့ပတ်တိတစ်လုံးနဲ့ main organ 3ခွက်ကိုသာဂယူစိုက်ပါမနေ့ညကဗီဒီယိုကိုမကြည့်လိုက်ရသေးတဲ့မိတ်ဆွေများအတွက်အဲ့ဒီ main organ 3ခွက်ထဲမှာတစ်ခွက်ကောင်းမဲ့ဆော့ကျင်တယ်တစ်ခွက်ကောင်းမဲ့ထိထိမိမိထိုးကျင်တယ်ဆိုလျင်ပတ်တိမပတ်ချင်တော့ဘူးသို့မဟုတ်ပတ်တိမပတ်နိုင်ဘူးတစ်ခွက်ကောင်းလေးပဲထိထိမိမိရကျင်တယ်ထိထိမိမိပေါက်ချင်တယ်ဆိုလျင်ကျွန်တော်ပေးထားတဲ့ main organ 3ခွက်ထဲကနေပြီးတော့အလဲရကဏ္ဍတစ်ခွက်ကိုအထူးဂယူစိုက်အဲ့ဒီကဏ္ဍဒီကျွန်တော်တို့ break ချုပ်ပြီးသားလုံးပိုင်ချုပ်ပြီးသားကဏ္ဍတစ်ခွက်ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့လေဆရာကြီးကျွန်တော်ကျမတို့တစ်ခွက်ကောင်းလေးပါလေးမရတော့ဘူးလားဆိုတဲ့မိတ်ဆွေများเนาะအဲ့ဒီမဘာကထဲမှာပါတဲ့ကျွန်တော်တို့ဖူးမကျော်စာတို့ပတ်တီအောက်မှာ main organ 3ခွက်ဟုတ်တယ်မလားအဲ့ဒီ main organ 3ခွက်ထဲကအလဲကကဏ္ဍတစ်ခွက်ကိုအထူးဂယူစိုက်ပါဆိုရင်အဖွဲ့ဝင်မိတ်ဆွေများအတွက်ပြောစရာစကားဒီလောက်ပါပဲပြီးရင်ကျွန်တော်တို့ formula ဆော့တဲ့မိတ်ဆွေများကိုကျွန်တော်ရွှေပို့ဒီတစ်ပတ်တာမှာ formula 2ခုပေးခဲ့တယ်တစ်ခုဒီ